အာကာသရဲ့တနေရာမှာဆိုရင်တော့ဘေကက်ဆာဆိုရင် Omnitrix ကိုနောက်တစ်ခါပြန်ယူဖို့ကြိုးစားနေပြီဖြစ်ပြီး Omnitrix ကိုပိုင်ဆိုင်တဲ့ဘယ်သူမှဆိုဟာဆိုရင်အာကာသထဲမှာစွမ်းအားကြီးဆုံးလူဖြစ်တယ်ဆိုတဲ့အကြောင်းလည်းဘေကက်ကသိနေခဲ့ရပဲဖြစ်ပါတယ်။ဘန်ရဲ့ဘက်မှာဆိုရင်တော့ဘန်တို့ကနေပြီးစူပါမားကတ်တစ်ခုရှိမှရောက်နေကြပြီးအဲ့ချိန်ဓမြတစ်ပွဲကနေပြီးဘန်တို့နီးနဲ့ပတ်စံတင်ထားတဲ့ကားတစ်စီးကိုဓမြသွားတိုက်နေခဲ့ပါတယ်။ဒါနဲ့ဘန်လည်းဖိုးဝမ်းတင်ကိုပြောင်းလိုက်ပြီးဓမြတွေကိုသွားဖမ်းဆီးလိုက်တဲ့အခါမှာဆိုရင်ဓမြတွေအားလုံးကမိန်းကလေးဖြစ်နေတယ်ဆိုတော့တွေ့ရှိလိုက်ရပါတယ်။ဘန်လည်းအခါမှာဆိုရင်တော့ဖြင့်ဓမြတွေကဆိုမိန်းကလေးဖြစ်တဲ့အတွက်သူတို့မနာကျင်စေလို့အကြောင်းပြောတဲ့အခါမှာကျန်တဲ့ဓမြမတယောက်ကနေပြီးတော့ဘန်ကိုတနက်နဲ့လှမ်းပစ်ချလိုက်ပါတော့တယ်။အဲ့ချိန်ဘေကက်ရဲ့ drone တွေကဆိုရင်ရောက်ရှိလာခဲ့ပြီးတော့ဘန်တို့လာတိုက်ခိုက်နေခဲ့ပါတော့တယ်။ဓမြတွေက2ယောက်ကဆိုရင်ကြောက်လန့်ပြီးဖတ်ပြေးသွားခဲ့တာကြောင့်မလို့ကျန်တဲ့ဓမြတယောက်ကနေပြီးဘန်ကိုတနက်နဲ့ပြစ်ဖို့ချိန်လိုက်ပါတော့တယ်။အဲ့ချိန်မှာပဲဖိုမတ်ကနေပြီးနောက်ကနေပြီးတာကွင်းနဲ့လှမ်းပစ်လိုက်တာကြောင့်ဓမြမှလည်းမှောက်သွားခဲ့ပါတယ်။စိတ်တူသွားတဲ့ဓမြမှလည်းဖိုမတ်ကိုတနက်နဲ့ပြန်ပစ်လိုက်တဲ့အခါမှာဖိုမတ်ကရှောင်လိုက်တဲ့အတွက်နောက်ကအဆောက်အဦထိသွားပြီးအဆောက်အုံပိုင်းစာချို့ပါဆိုရင်ဖိုမတ်ကိုပြုတ်ကျပြီးဖိုမတ်လည်းဒဏ်ရာရသွားပါတော့တယ်။ဘန်လည်းစိတ်ပူသွားပြီး drone တစ်ခုကိုချင်းချင်းရိုက်ချလိုက်ပြီးတော့ဓမြမစီကိုပစ်ထုတ်ပြီးဖိုမတ်ကိုချီပြီးစေးုံပြေးပါတော့တယ်။ဓမြမဘက်မှာဆိုရင်တော့ဖြင့်အစောအတူပစ်လိုက်တဲ့ drone တွေတခုကန်ကြည့်ပြီးတော့ drone တစ်ခုကဆိုရင်ဓမြမကိုပေါ်မှာပူးကတ်သွားပြီးဓမြမလည်းစိတ်ရုပ်ပုံစံပြောင်းလဲသွားပြီးတော့အနီးနောက်ရောက်ရှိလာတဲ့ရဲကားတွေအကုန်လုံးသူ့ရဲ့စွမ်းအားအသစ်တွေနဲ့ပဲဖြည့်ဆည်းပစ်လိုက်ပါတော့တယ်။ဖိုမတ်ကလည်း6ကျိုးသွားဖြစ်ပြီးဓမြမဆိုရင်လည်းရန်နာဆိုင်တစ်ခုကိုသွားပြီးဓမြတိုက်နေကြတာပဲဖြစ်ပါတယ်။အဲ့ချိန်မှာပဲ Bigas ကနေပြီးဓမြမကိုလှမ်းဆွဲလိုက်ပြီးတော့ Omnitrix ကိုပြန်ယူဖို့အတွက်အတင်းကျပ်ခိုင်းစီးပါတော့တယ်။အဲ့ချိန်မှာပဲဓမြမလည်းဘန်တို့ရဲ့ဆေးရုံရောက်ရှိလာပြီးဘန်တို့လိုက်လံတိုက်ခိုက်ပါတော့တယ်။ဘန်တို့လည်းထွက်ပြေးလာခဲ့ကြပြီးအပြင်ရောက်တဲ့အခါမှာဆိုရင်တော့ဖြင့်ဆေးရုံကားတွေရဲ့နောက်မှာခုပုံးနေခဲ့ပါတယ်။အဲ့ချိန်မှာဓမြမလည်းအပြင်ရောက်လာပြီးတောင်ပေါ်ကကြောက်တုံးတွေကိုဖြိုချလိုက်တဲ့အတွက်ဘန်လည်းဖိုးဝါပုံစံပြောင်းလိုက်ပြီးမဟီပလက်စာဖြစ်သွားခဲ့ပါတယ်။အဲ့ခါမှာဘန်ကနေပြီးကြောက်တုံးစက်ကူကက်ကြီးဂိမ်းထဲမှာဆိုရင်ကက်ကြီးကစက်ကူဖြတ်နိုင်တဲ့အတွက်မီးရဆိုရင်လည်းကြောက်တုံးအရေးဖြောနိုင်မှာပဲဆိုပြီးသူ့ရဲ့ရွှေညံတော်စူးရောက်တဲ့အကြံနဲ့ပဲကြောက်တုံးတွေကိုမီးနဲ့လှမ်းပစ်လိုက်ပါတော့တယ်။ဒါပေမဲ့သူထင်သားလို့ဖြစ်မလာပဲမီးဆွဲသွားတဲ့ကြောက်တုံးတွေဖြစ်ပြီးအခြေအနေကပိုဆိုးလာခဲ့ပါတယ်။ဒါနဲ့ဘန်လည်းဂွမ်းကိုပြေးခန်းလိုက်ပြီးနီးနာစေုံကတော့အရေးဖြောပြီးတားဆီးနိုင်လိုက်ပြီပဲဖြစ်ပါတယ်။ဒါပေမဲ့ကြောက်တုံးတွေကဆိုရင်လမ်းလွဲသွားပြီးမြို့တွေကိုပြန်လဲလိမ့်ကျသွားတဲ့အတွက်ဘန်နေပြီးတော့ပဲအမြန်သွားပြီးတရားကိုဖျက်ဆီးပစ်လိုက်ရပါတော့တယ်။ဓမြမလည်းလိုက်လံပြီးဆက်လက်တိုက်ခိုက်နေတဲ့အတွက်ဘန်လည်းညံသုံးပြီးတော့ဓမြမကိုအဝေးကိုလွင့်သွားအောင်လုပ်လိုက်ပါတော့တယ်။ဘန်ကတော့သူ့ကြောင့်ဒီလိုတွေဖြစ်ရတာဆိုပြီးပိုပြီးစိတ်ထိခိုက်နေခဲ့ပြီပဲဖြစ်ပါတယ်။အဲ့ချိန်မှာပဲဓမြမကို Bigas ကနေပြီးနောက်တစ်ခါဆက်သွယ်လာပြီးတော့ဒီတစ်ခါတော့ Omnitrix ကိုရအောင်ယူလာခဲ့ဖို့အတွက်ထပ်ပြီးအတင်းကျပ်ခိုင်းစေပြန်ပါတယ်။ဒါနဲ့ဘန်လည်းဂွမ်တို့အိပ်ပျော်နေတဲ့ချိန်မှာပဲစာတစောင်ခြံထားခဲ့ပြီးတော့ထွက်သွားကြလိုက်ပါတော့တယ်။ဂွမ်လည်းနိုးလာတဲ့အခါမှာဆိုရင်တော့ဖြင့်ဘန်ရဲ့စာကိုတွေ့သွားပြီးတော့သူဒီမှာလာနေတဲ့သတင်းကိုကြည့်ပြီးတော့ဘန်သွားမယ့်နေရာကိုတိသွားခဲ့ပြီးဂွမ်လည်းသွားဖို့အတွက်ပြင်လိုက်ပါတယ်အဲ့ချိန်မှာပဲဖိုမတ်ကလည်းနိုးလာခဲ့ပြီးတော့ပြောလိုက်ခဲ့မယ်ပြောတဲ့အခါမှာတော့ဂွမ်လည်းဖိုမတ်ကိုလှုပ်မြောင်လှုပ်ထားလိုက်ပြီးထွက်လာခဲ့လိုက်ပါတော့တယ်ဓမြမှာဆိုရင်တော့ဖြင့်ရဲစခန်းကိုသွားတိုက်ခိုက်နေတာဖြစ်ပြီးတော့ဘန်လည်းဆလာရိတ်ပုံစံနဲ့ပဲရောက်ရှိလာခဲ့ရပဲဖြစ်ပါတယ်တင်ကားတစ်စီးရဆိုရင်လည်းဓမြမားတို့ချိန်ထားပြီးလှမ်းပစ်ပြီးဖောက်ခွဲလိုက်ပါတယ်ဒါပေမဲ့မတည်သေးတဲ့ဓမြမားနေပြီးတင်ကားကိုမှပြီးလှမ်းပစ်ပြီးပြန်လဲဖောက်ခွဲပစ်လိုက်ပါတော့တယ်ပြီးတော့ဘန်နဲ့ပြန်လဲတီးနေကြပြီးအဲ့ချိန်မှာပဲဂွမ်ရောက်လာတော့မြင်သွားတဲ့ဘန်လည်းဂွမ်ကိုခေါ်ပြီးအမြန်ပြေးထွက်လာခဲ့လိုက်ပါတယ်ဒီလိုနဲ့ဘန်လည်းလူပုံစံပြန်ပြောင်းသွားပြီးတော့နှစ်ယောက်သားပြေးလွှားရင်းနဲ့ပဲဖိုမတ်ကနေပြီးဘန်ကိုလှမ်းဖုံးဆက်ပြီးတော့စိတ်ဥမှာဘလို့နိုင်ယူရမယ့်အကြောင်းလှမ်းပြောပြပါတယ်ဒါနဲ့ဘန်လည်းဖိုမတ်ပြောတဲ့အကြံတိုင်း upgrade ပုံစံပြောင်းလိုက်ပြီးတော့စိတ်ဥမရဲ့ခန္ဓာကိုယ်ပူကတ်လိုက်ပါတော့တယ်အဲ့ချိန်မှာပဲစိတ်ဥမရဲ့ကိုယ်တွေကနေပြီးအမိန်ပေးလှမ်းထိန်ချုံနေတဲ့ Bigas ကိုပါတွေ့သွားပါတော့တယ်Bigas ကလည်းဘန်ကိုဘန်အစင်ပုံးနေလို့ရမှာမဟုတ်ကြောင်းနဲ့ Omnitrix ကိုရအောင်ယူမယ်ဖြစ်ကြောင်းနဲ့ဘန်ကိုလည်းဖြတ်စည်းပစ်မယ်အကြောင်းမှပြောလိုက်ပါတယ်ပြီးတဲ့အခါမှာဘန်လည်းစိတ်ဥမကို ship plan နဲ့တိုက်ခိုက်နေပြီးတော့နောက်တစ်ခါထပ်ပူကတ်လိုက်ပြီးတော့စိတ်ယုံမနဲ့ drone ရဲ့ပေါင်းစပ်မှုကိုဖျက်ဆီးပစ်လိုက်ပါတော့တယ်ဒီပုံစံပြန်ဖြစ်သွားတဲ့ဓမြမဆိုရင်လည်းအခုလိုဖြစ်တာတည်းကချင်းသူအားဆိုရင်ဘာမှမသိလိုက်ဘဲနဲ့ drone ရဲ့ခိုင်းစိတ်မှုကြောင့်လို့သူကအခုလိုဖြစ်သွားတာဖြစ်ကြောင်းနဲ့ဘန်ကလည်းသူအားဆိုရင်မိန်းကလေးတယောက်ဖြစ်ကြောင်းနဲ့အနီးနားတနက်ကိုဆွဲယူပြီးပြစ်မလို့လုံးမှာပဲဂွမ်ကနေပြီးတော့ပဲသူကလည်းမိန်းကလေးတယောက်ဖြစ်တဲ့အတွက်တီးလို့ရရဖြစ်ကြောင်းပြောပြီးနောက်ကနေခြေကန်ချက်နဲ့ပဲတီးထုတ်ပေးလိုက်ပါတော့တယ်ဒီလိုနဲ့ဓမြမလည်းဖမ်းခံလိုက်ရပြီးတော့ဖိုမတ်လည်းနေပြန်ကောင်းလာပြီးဘန်တို့လည်းခီးကိုဆက်ထွက်လာခဲ့လိုက်ကြပါတယ်အဲ့ချိန်မှာပဲအာကာသရဲ့တနေရာမှာတော့ Bigas ကသူ့ရဲ့နောက်ထပ်အကြံစီတစ်ခုကိုဆက်လက်ကြံစီနေပြီပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကြားနေတဲ့လို့သဘောကျဆိုလို့ရှင်တော့ like subscribe လုပ်သွားပေးကြပါအောင်ဗျကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီအောင်အထူးပဲကျေးဇူးတင်ရှိပါဗျနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြအောင်ပါဗျအားလုံးပဲbye bye